အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တပင်ရွှေတိနဲ့ဘင်းအောင်ကျော်ထဲနော်ထားတို့ရဲ့ဟန်တာဝတီကိုအောင်မြောင်ဘလို့နီးပရိရဲတွေနဲ့တိုက်ခိုက်ခဲ့တယ်လေဆိုတဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်တုံးကျင်တဲ့နဲ့တိုက်ခိုက်ခံခဲ့ရတဲ့ဟန်တာဝတီဘင်းဟာသူ့ရဲ့မှုမှတ်များကိုတောင်ငူဘင်းဟာကြော်စောတဲ့အတိုင်းတကယ်ရည်ရှိချင်းရတဲ့သူပဲရှေးဘုံရှေ့ကန်ထက်မြက်နေမှဖြစ်နှိမ်နှင်းဖို့မလွယ်ပြီဘူးဒီတော့မွေမတီတုံးမကျိုးဘလို့ကြံဆောင်တင်တယ်လဲလို့မင်းမြန်းခဲ့ပါတယ်အထင်းတော်ဗညာလောနဲ့ဗညာချမ်းကလည်းဘုံကန်ကြီးမာပြီးအင်းအားကြီးမာတူမင်းပြူမင်းလင်နဲ့တူ့ပြိုင်မဖက်ဖဲရွှေလန်းငွေလန်းခင်းပြီးမဟာမိတ်ဖွဲ့ကနှစ်ပြည်တော်ငင်းချမ်းမှုတင်ကြောင်းလျှောက်ထားခဲ့ပါတယ်အမကြီးများရဲ့လျှောက်ထားချက်ကိုတဘောကျပြီးသူကိုယ်တိုင်ကလည်းမဟာမိတ်ဖွဲ့လို့တာကြောင့်တောင်ငူကေတုမတီကိုတဏ္ဍမန်စီလွတ်ဖို့ပြင်ဆင်စီခဲ့ပါတယ်စီလွတ်ရမှာလဲလေမာရေးချရှိပြီးပြောတတ်ဆိုတတ်သူမှုမှတ်များကိုနိုင်ငံတော်ထွက်မင်းထိုက်ကျိုးစံဘန္နာတော်များကိုတစ်တာနဲ့ချိတ်ပိတ်ပြီးတဝန်လွာကိုလည်းရွှေပြားပေါ်မှာရေးပြီးရွှေကြီးတောက်ထဲကဘရင်တစိမ့်တော်ခန့်နေစေခဲ့ပါတယ်ဒါတည်းမကတည်းပဲဟန်တာဝတီအထင်းတော်ကြီးများကိုလည်းတောင်ငူအထင်းတော်ကြီးများစီကိုတန်တမန်များစီလွတ်စေခဲ့ပါတယ်အဲ့လိုနဲ့တန်တမန်နှစ်ဖွဲ့စီလွတ်ခဲ့တာပါအဲ့ဒီချိန်ကအထင်းတော်ကြီးများကလည်းဘုံတောက်နေတဲ့အနေထားပါဟန်တာဝတီတို့စီလွတ်လိုက်တဲ့တန်တမန်များကိုတောင်ငူရောက်ချိန်မှာတော့ချက်ချင်းနန်းတွင်းကိုပေးမဝင်သေးပဲတဲခုစီခဲ့ပြီးကောင်းမွန်စွာထားခဲ့ပါတယ်တပင်ရွှေတိရညမှာတော့ရှင်ရဲတကိုခေါ်ယူပြီးတိုင်ပင်ခဲ့ပါတယ်ရှင်ရဲထွက်ကလည်းဟန်တာဝတီတို့ဟာတပင်ရွှေတိရဲ့ဘုံကိုကြောက်လာပြီးထင်ပါတယ်တရားတော်အရတော့မဟာမိတ်ဖွဲ့ငင်းချမ်းတာကောင်းပါတယ်တိုင်းပြည်ထူထောင်မဲ့သူအတွက်တော့နေမီလောဘမသေးတင်ပါဘူးကဲဒါကဖြင့်ဘယ်လိုလုပ်တင်တယ်လဲအခက်အခဲကြီးတော့မဟုတ်ပါဘူးတက်လျို့ဖို့အတွက်ပဲလိုပါတယ်တန်အဖွဲ့နှစ်ဖွဲ့တည်းကဟန်တာဝတီပြည်ရှင်ရဲ့တန်အဖွဲ့ကိုတမန်တာပြောဆိုဆက်ဆံပြီးအထိန်တော်ကြီးများရဲ့အဖွဲ့ကိုတော့အလေးနဲ့ထားအလေးပေးဆက်ဆံလိုက်ပါလို့ပြောခဲ့ပါတယ်နောက်နေ့ညီလာခံမှာတော့ဘရင်တန်အဖွဲ့ကိုတာချောင်းမာချောင်းမြင်းမြန်းပြီးစုတော်လက်တော်များပြီးနားနေစီခဲ့ပါတယ်အထိန်တော်ကြီးများရဲ့တန်အဖွဲ့ကိုတော့အထုတလဲအလေးပေးပြောဆိုဆက်ဆံခဲ့ပြီးလက်ဆောင်ပနာများပေးခဲ့ပါတယ်အဲ့ဒီအပြင်မကြာခဏအတွင်းတော်ကိုခေါ်ယူပြီးလဲတွေ့ဆုံခဲ့ပါတယ်အထိန်တော်မကြီးနှစ်ယောက်အတွက်လည်းရွှေတစ္ဆာပတ်နှစ်ခိုင်ကိုအထူးလက်ဆောင်ဖြစ်ထည့်ပေးလိုက်ပါတယ်တန်ဖွဲ့နှစ်ဖွဲ့ပြန်သွားချိန်မှာတော့တပင်ရွှေတိနဲ့ရှင်ရဲထွတ်တို့အကြံအတိုင်းတန်ဖွဲ့နှစ်ဖွဲ့ဟာတိတ်မတည့်ကြတော့ပါဘူးဘရင်တန်ဖွဲ့ကသူတို့ကိုဦးစားမပေးဘဲအထိန်တော်ရဲ့တန်ဖွဲ့ကိုသာဦးစားပေးဆက်ဆံနေတာကြောင့်ကြည့်မရတော့ဟန်တာဝတီကိုရောက်တော့ဘရင်ကိုဖြစ်ကြောင်းကုန်စင်လျှောက်တင်ခဲ့ပါတယ်ဟန်တာဝတီဘရင်လည်းဒီအတိုင်းဆိုအထိန်တော်နှစ်ပါးကိုလွှတ်ထားလို့မရတော့ဘူးတတိထားမှဖြစ်တော်မယ်လို့ကြံတွေးလာခဲ့ပါတယ်အထိန်တော်ကြီးနှစ်ပါးကလည်းဘရင်မျက်နှာတော်ညှိုးနေတာကိုတီးပြီးရှောက်တင်ခဲ့ကြပေမဲ့ဘလို့ပဲရှောက်တင်မရခဲ့ဖြစ်နေခဲ့တာပါရခိုင်ကလေးကအထိန်တော်ကြီးများကိုအမြင်မကြည့်တဲ့မူးမတ်တို့ကလည်းဘရင်ကိုမြောက်ထိုးပင့်ခေါ်ရှောက်တင်ကြပါတယ်အဲဒါကြောင့်ပဲအခြေအနေကပူဆိုးလာခဲ့တာပါအဲ့ဒီတရင်ကိုတပင်ရွှေတိနဲ့ရှင်ရဲတို့ကြားချိန်မှာတော့ဟန်တာဝတီတို့ရဲ့ပညာရှိအထိန်တော်မကြီးနှစ်ပါးကိုတနာပေမဲ့သူတို့ရဲ့ရည်မှန်းချက်အတွက်တက်တချောင်းကိုထက်ရိုက်လိုက်ရပြန်ပါတယ်အဲ့ဒါကတော့ဦးကြီးတော်များထံကြားစာဆိုပြီးတော့တဝန်လာပြပို့စီခဲ့တာစာထဲမှာတော့ဟန်တာဝတီကိုအလိုပြည့်ခဲ့ရင်ဦးကြီးတော်များကိုဟန်တာဝတီမျိုးစားနဲ့မုဒ္ဓမာမျိုးစားခန့်အပ်ပါမယ်အရေးတော်လွယ်ကိုအောင်မြင်စေရန်လျှောက်ထားတဲ့အတိုင်းဖြောင်းဖြောင်းမှန်မှန်အမှုထမ်းကြပါဆိုပြီးတောင်ငူဘရင်တစိမ့်ရက်နှိပ်ဂရေပါကျိုးထည့်ပြီးတက်ကလတ်အိတ်ထက်ကစာချွန်တော်တုံးကျိတ်2ယောက်ဆေလွတ်ခဲ့ပါတယ်အဲ့ဒီစာချွန်တော်တွေဟာဟန်တာဝတီနယ်ရောက်ရင်ဒေတာခန်နေနဲ့ရန်ဖြစ်ဟန်ဆောင်ပြီးစာချွန်ကိုပြစ်ထားခဲ့ဖို့ပါစာရှင်တော်တွေဟာဟန်တာဝတီနယ်ရောက်တာနဲ့ငါတို့ဟာတောင်ငူဘရင်ရဲ့စာရှင်တော်တွေဖြစ်ကြောင်းဟန်တာဝတီဘရင်ထံကိုတော့မှဖြစ်ကြောင်းနဲ့ဒေတာခန်တွေကိုလည်းဟန်တာဝတီတို့မကောင်းကြောင်းမခံကြအောင်ပြောဆိုကြပါတယ်အဲ့လိုပြောဆိုကြပေမဲ့လည်းဘရင်စာရှင်တော်တွေဖြစ်တာကြောင့်ဘယ်သူမှပြန်မပြောဘဲတိခတ်နေကြပါတယ်နောက်တည့်ရောက်မှာတော့သူတို့ကိုနှိမ့်ချပြောဆိုတာကိုမကြိုက်တဲ့ဟန်တာဝတီသားတွေနဲ့ရန်ဖြစ်ကြပါတော့တယ်တောင်ငူစာရှင်တော်တွေလည်းအဲ့ဒီခါကျမှရန်ဖြစ်ခဲ့ကြပြီးမန်နိုင်တော့တဲ့ဟန်နဲ့စာရှင်ကိုပြစ်ချပြီးထွက်ပြေးသွားခဲ့ကြရပါတယ်ဟန်တာဝတီသားတို့ကလည်းဘရင်တစိမ့်ခန့်နေထားတဲ့စာဖြစ်တာကြောင့်ဖွင့်မဖတ်ရဲပဲနန်းတော်ကိုလာအကြပါဟန်တာဝတီဘရင်တွေ့ချိန်မှာတော့ဒေါရထင်းချုပ်မရတော့ပဲအထိန်တော်အမကြီး2ယောက်ကိုကွက်မြက်ဖို့တိအမိတ်ချခဲ့ပါတယ်အထိန်တော်ကြီးများကဘယ်လိုပင်ပြော
လက်မခံတော့နောက်ဆုံးအမိန့်ကို9ရက်ဆိုင်းငံပြီးမှသာအမျက်မပြေလင်ကွက်မြက်ပါလို့ပြောဆိုခဲ့တာတောင်လက်မခံပဲချက်ချင်းကွက်မြက်ခိုင်းခဲ့ပါတယ်အဲ့ဒီတည်င်းကိုရှင်ရဲထွက်ကြတော့တပင်ရွှေတိကိုအရှင်ပြစ်လွတ်လိုက်တဲ့လက်နဲ့ဟာဟန်တာဝတီကိုထိမှန်သွားပါပြီဟန်တာဝတီဘရင်ကရှေ့နောက်မစင်ကျင်ပဲသူ့ရဲ့အထင်းတော်မကြီးနှစ်ပါးကိုကွက်မြက်လိုက်ပြီးဖြည့်ချောင်းပါလို့ရှောက်တယ်မှာဟန်တာဝတီဘရင်လည်းပြက်ကင်းဆိုင်ပြီးဆိုမှတော့ဘယ်သူမှမတားနိုင်ပြီဘူးလို့ပြောပြီးဟန်တာဝတီကိုစစ်ချီဖို့ပြင်မာတော့တယ်နောက်နေ့ညီလာခံမှာတော့အထင်းတော်မူမတ်တင်နာပတိတို့နဲ့တိုင်ပင်ပြီးဟန်တာဝတီကိုကုန်းတက်ရေတက်နဲ့ချီဖို့အမိန့်ချမှတ်ခဲ့ပါတယ်ကုန်းတက်မှာမြင့်တက်လေးတက်ပါဝင်ပြီးကျော်ထင်တော်တော်ဘက်ကရှင်ရဲထွတ်ကမြင့်တက်ဦးကလိုက်ပါစေခဲ့ပါတယ်ကုန်းတက်မှာတိုက်စင်120စင်းမြင့်800စစ်တီတီရဲ့9000ပါဝင်ခဲ့ပါတယ်ရေတက်ကိုတော့ဘရကျော်သူဘုံမှုခံပြီးရေတက်စစ်တီတရေပေါင်း1000ပါဝင်ခဲ့ပါတယ်တပင်ရွှေဒီကတော့တက်တော်ကြီးကနေပါဝင်လာခဲ့တာပါတောင်ကိုတက်ကြီးချီလာကြောင်းဟာတာဝတီဖေရင်ကြားတဲ့ချိန်မှာတော့ညီလာခံခေါ်ယူပြီးသူ့အမတ်များနဲ့တိုင်းပင်ပါတယ်အထင်းတော်မကြီးနှစ်ပါးကွက်မြက်ခံရပြီးချိန်အထင်းတော်မကြီးနှစ်ပါးကွက်မြက်ခံရပြီးချိန်ကစပြီးစီးလုံးမှုမရှိတော့တဲ့မူမတ်တွေဟာတိုက်လူဒီမလိုက်လူဒီများကွဲပြားနေကြတယ်လို့တိုင်းလူပြည်သားများကလည်းမင်းကြီးမညွတ်ဖြစ်နေခဲ့ကြပါတယ်အဲ့ဒါနဲ့ဟန်နာဝတီဘရင်လည်းသူ့အင်အားကိုတဘောပေါက်သွားပြီးစင်မြင့်ဘူပါအားလုံးကိုခေါ်ယူကာပြည်မြို့ကိုဆန်တက်သွားခဲ့ပါတယ်အထင်းတော်မကြီးနှစ်ပါးရဲ့မူမတ်တချို့ကတာပြည်ကိုလိုက်ပါဟန်ပြူပြီးလိုက်မသွားပဲသူတို့တိုးဝှက်ထားတဲ့စင်မြင့်ဘူပါလက်နက်တွေနဲ့ခံတိုက်မယ်ဆိုပြီးနေခဲ့ကြတာပါအဲ့ဒီအဖွဲ့ကိုဥဆောင်သူကတော့စစ်တူကြီးတပ်မိန်ဘဒူးလို့ဆိုပါတယ်အဲ့လိုသတင်းတွေအမေကြားတရားအောင်ရှင်ရဲထုတ်ကဟာဒူဒီသားအချို့ကိုစုငွေအမြောက်များပြီးတချို့အလုပ်စုံစမ်းကသတင်းမပြတ်ပေးဖို့စီခဲ့တာပါအဲ့ဒီသတင်းကိုတပင်ရွှေတီကြားချိန်မှာတော့ငါနဲ့ခက်ယူရမယ်ထင်တယ်လို့မဟုတ်ပဲလဲကူနေပါပေါ့ငါ့ကိုခံတတ်မဲ့ဟန်တာဝတီမှုမှန်များကိုစုတော်ငွေပေးရမယ်လို့ဖြစ်နေပြီအဲ့လိုနဲ့ဟန်တာဝတီကိုချီတက်စဉ်စခန်းချတိုင်းဝဲတော်လုပ်ပြီးချီတက်ခဲ့ပါတယ်အဲ့လိုနဲ့ဟန်တာဝတီမြို့ထိတိုက်ခိုက်မဲ့သူမရှိရောက်သွားခဲ့ပါတယ်လေတပ်ကိုလည်းအမြန်ချီလာရန်အမိန့်စီခဲ့တာကြောင့်မြို့နာအထိလေတပ်တွေရောက်ရှိလာခဲ့ပါတယ်ဟန်တာဝတီကိုရောက်ရှိချိန်မှာတော့ရှင်ရဲတို့ဦးစီးပြီးစင်တပ်မြင့်တပ်များနဲ့မြို့တကားကိုအတင်းချိုးဝင်ဖို့ကြိုးစားပါတယ်အတွင်းထဲမှာတော့အခြားသူများကိုမရရင်လည်းနေပါစေရှင်ရဲတို့ကိုလှုပ်ကြနိုင်ရင်ရပြီလို့တွေးထားတဲ့စစ်တူကြီးတမိန်ဘဒူးကလည်းချောင်းမြောင်းနေခဲ့ပါတယ်မြို့တကားကိုစင်များနဲ့အတင်းတိုးဖွင့်တာကြောင့်မခံနိုင်ပဲပွင့်သွားခဲ့ပါတယ်တကားပွင့်သွားတဲ့အခါမှာတော့ရှင်ရဲတို့ဟာမြင်းစီတူရဲကောင်းများကိုဥဆောင်ပြီးရှေ့ဆုံးကနေဝင်ရောက်တိုက်ခိုက်ပါတယ်တမိန်ဘဒူးကလည်းအလစ်ရတာနဲ့ရှင်ရဲတို့ကိုလှမ်းနဲ့ပြစ်လွှတ်လိုက်ပါတယ်ရှင်ရဲတို့ရဲ့ပေါင်ကိုလှမ်းကျက်ထိသွားခဲ့ပါတယ်ရှင်ရဲတို့ဟာဒါကိုတတိမမှုပဲလှန်ကိုဓာတ်နဲ့ပိုင်းဖြတ်ပြီးမြင်းစည်းတွေကောင်းများနဲ့အတူနန်းတော်ကိုအပြင်းနှင်ပြီးခြိတက်တိုက်ခိုက်ခဲ့ပါတယ်နန်းတော်ရရှိသွားပြီးချိန်မှာလှန်ဆိုင်မိတဲ့ပေါင်ကတွေးများဟာခြေတော်တစ်ချောင်းလုံးစီးပြီးခဲပင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှဒါအနာကခဲပင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှဒါအနာကလှန်တော်ကိုနှုတ်ပြီးအနာကိုစိတ်ထစီးနှောင်ခဲ့ပါတယ်ပေါင်ဆိုင်နေတဲ့လှန်တော်ကိုတော့လွတ်မပြစ်ပဲလှန်ရုပ်တက်ပြီးသူကိုယ်တိုင်ကိုင်ဆောင်ခဲ့တယ်လို့ဆိုပါတယ်နန်းတော်ကိုရရှိပြီးချိန်မှာတော့တပင်ချီတီကြောက်ရောက်လာပြီးနန်းတိန်ပွဲဆောင်ရွက်ခဲ့ပါတယ်နန်းတိန်ပြီးချိန်မှာတိုင်းပြည်မှာရှိတဲ့လူများကိုမိလက်အောင်နေလူသူများနေစေပြီးတလိုင်းပင်ရင်နောက်တို့လိုက်ပါသူများလိုက်ပါနိုင်ကြောင်းဟန်တော်ဒီပြည်မှာနေလင်လဲတစုံတရာညှဉ်းပန်းနှိပ်စက်ခြင်းမခံရတယ်လို့ထိုက်တဲ့ရှင်းမြောက်မှုများကိုလည်းရရှိမိဖြစ်ကြောင်းကြေညာမောင်းခတ်ခဲ့ပါတယ်ကြေညာချက်ကိုကြတော့တမင်ဘလူးကငါတို့လှုပ်တင်တာလှုပ်ပြီးသွားပြီတက်လင်လဲခံတော့မဲဆိုကနောက်ပါမှုမှန်များနဲ့တပင်ရွှေတိတောင်ကိုလုံလာကြပါတယ်ရှင်ရဲထုတ်ကတော့သူ့ကိုလှန်နဲ့ပြည်သူမှန်းတည်တော့နောက်တိုက်ပွဲတွေမှာတတိပေးတယ်လို့ဖြစ်တဲ့အတွက်ကျေးဇူးတင်စကားပင်ပြောဆိုခဲ့ပါသေးတယ်တပင်ရွှေတိကလည်းသူရဲကောင်းပီတာလွန်နဲ့တမင်ဘလူးကိုတလိုင်းစစ်တပ်ကိုဥဆောင်စေဖွဲ့စည်းစီခဲ့ပါတယ်အခြားမှုမှန်များကိုလည်းထိုက်တဲ့လို့ချီးမြှောက်အရာပေးခဲ့ပါတယ်ဟန်တာဝတီပြည်သူများကလည်းတလိုင်းပင်ရင်နောက်လိုက်မတွားပဲတပင်ရွှေတိရဲ့အစီမံခွင့်ညွှန်မှုအောက်မှာပဲပျော်ရွှင်စွာနေခဲ့ကြပါတယ်တမင်ဘလူးရဲ့မှုမှန်များကလည်းသူတို့ပြည်သူပြည်သားများကောင်းမွန်စွာအုပ်ချုပ်စေခဲ့တဲ့တပင်ရွှေတိရဲ့ပေါ်ဂျိုးဂျိုးတတာပဲစူးစမ်းပြီးတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်ဟန်တာဝတီတလိုင်းတက်ဟာထိုက်တဲ့အင်အားပြန်ရလာခဲ့ပါတယ်ဟန်တာဝတီစစ်ဖြစ်နေပြီဆိုတဲ့တထင်းကြောင့်နိုင်ငံခြားသားမောတွေဟာဟန်တာဝတီကိုမလာတော့ပဲဗုဒ္ဓမာကိုသာစိုက်ကြိုက်ကြတဲ့အတွက်
မုဒ္ဓမမော်လမြိုင်ဟာစီကနေခဲ့ပါတယ်မုဒ္ဓမမျိုးသားကလည်းအဲ့ဒါတွေကြောင့်ပဲတပင်ရွှေတိအောင်မဝင်ပဲတွန်းလှန်နေခဲ့တာပါမော်လမြိုင်မျိုးသားကတော့တပင်ရွှေတိကိုမနိုင်မှန်းသိတော့တပင်ရွှေတိကိုလည်းမတိုက်လို့မုဒ္ဓမမျိုးသားဘက်ကိုလည်းမပါကြားမှနေဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာလည်းဟန်တာဝရီမှာနန်းဆန်နေတဲ့တပင်ရွှေတိကမုဒ္ဓမကိုစစ်ချီဖို့နဲ့ပြည်ကိုစစ်ချူဖို့ဘယ်ကိုထွက်တဲ့လဲညီလာခံကော်ဖီတိုင်ပင်ဆွေးနွေးနေခဲ့တာပါကျော်တင်တော်ရဲ့ရှော့တင်ချက်ကြောင့်ပြည်မြို့ကိုစစ်ချီဖို့ဆုံးဖြတ်ခဲ့ပြီးစစ်ပြင်ဆင်စီခဲ့ပါတယ်ပြည်ကိုစစ်စီရမှာတော့ကုန်းတက်ကိုကျော်တင်တော်ကဦးစီးချီတက်မိဖြစ်ပြီးရေတက်ကိုတော့ဘရင်တပင်ရွှေတိကချီမိဖြစ်ပါတယ်ရေတက်နဲ့မကွာကုန်းတက်မှာတော့ဒုရုဓမ္မရာဇာကဥဆောင်ပြီးတိုက်စင်80စစ်မြင်း300စစ်တရဲ3500ပါဝင်ခဲ့ပါတယ်တပင်ရွှေတိရဲ့လှေတက်မှာတော့လှေကျွမ်းကျင်သူတလိုင်းတက်တို့အပါတိုက်လှေ350စီးနဲ့စစ်တီ3500ပါဝင်ခဲ့ပါတယ်ကျော်တင်တော်ကတော့ဟန်တာဝရီဘရင်စစ်သူကြီးဗညာတလားဟာစင်တက်200မြင်းတက်8000စစ်တီ8000နဲ့နောင်ရုပ်ဘက်ချမ်းမှာနေကြောင်းသိရတဲ့အတွက်တိုက်စင်90စစ်မြင်း900စစ်တီ100နဲ့နောင်ရုပ်ကိုခြိလာခဲ့ပါတယ်နောင်ရုပ်ကိုရောက်တော့မျက်စိလင်းနဲ့ရဲမတ်တယောက်ကိုအပီမြင့်ရင်ပေါ်တက်ခိုင်းပြီးကြည့်ရှုစေခဲ့ပါတယ်တလိုင်းတက်တို့အင်အားများပြားတာကြောင့်ချောင်းကိုကူးပြီးတိုက်ခိုက်ဖို့အတွက်မဖြစ်နိုင်ကြောင်းစစ်သူကြီးများကရှောက်တင်ကြပေမဲ့ရှင်ရဲတော့ကစစ်တို့မီဒီအင်အားနဲ့ဒီများဒီပဒါနမဟုတ်လောက်ဤကြိုင်နဲ့တိုက်ဤခိုက်တာအဓိကဖြစ်တယ်ဆိုပြီးဖောင်များကိုပြုလုပ်စေခဲ့ပါတယ်ဖောင်များပြုလုပ်ပြီးချိန်မှာတော့ကန်းကိုကူးခဲ့ကြပါတယ်ကန်းကူးနေတဲ့အချိန်မှာပဲတပင်ရွှေတိရဲ့မင်းစစ်တီများစာချွန်ရောက်လာခဲ့ပါတယ်သူ့ရဲ့တက်ရောက်မှတာတိုက်ဖို့အမိန့်ပါလာခဲ့တာပါကျော်တင်တော်ကတော့စောင့်နေရင်အချိန်လင့်မှစိုးတာကြောင့်ဘုံတော်ကြောင့်အောင်မြင်ပြီးဖြစ်ကြောင်းရှောက်တင်ဖို့ပြောပြီးမင်းစစ်တီစာချွန်တော်များကိုပြန်လည်စီလုပ်ခဲ့ပါတယ်အဲဒီနောက်သူဆောက်လုပ်ထားတဲ့ဖုံတွေနဲ့ပဲဟိုဘက်တစ်ဖက်ကန်းကိုကူးသွားခဲ့တာတစ်ဖက်ကန်းရောက်ချင်းမှာတော့ရဲမှန်များကိုဖုံတွေကိုဖျက်ဖို့အမိန့်ပေးခဲ့ပါတယ်တခါစစ်သူကြီးကစီညိုးပါကစုတ်ခွာရန်ဖုံများထားလို့ကြောင်းရှောက်ထားကြပေမဲ့ဖုံများရှိနေရင်ဖုံကိုအောက်ကိုပြီးတိုက်ခိုက်မှုရောရဲနိုင်တယ်စီညိုးလို့ဖုံနဲ့ထွက်ပြေးရင်လည်းမင်းတရားကြီးရဲ့အပြစ်ပေးခြင်းကိုခံရမယ်ဒီတော့ဖုံဖြက်ပြီးတိုက်ပွဲဝင်ဖို့ကိုနိုင်အောင်တိုက်ကြမယ်ဆိုပြီးဖုံများကိုဖျက်ဆီးစေခဲ့တာပါအဲဒီနောက်မှာတော့စစ်တီတီဟာဖုံများကိုဖျက်ဆီးလိုက်ကြပြီးစစ်ကြောင်းတုံးကြောင်းခွဲကအတင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်ရခိုင်ကလေးကတောင်ကိုတက်ကိုကြောက်ရွံ့နေတဲ့တလိုင်းတက်တွေဟာရှုံးနေပြီးဖေအိုဖေရထွက်ပြေးသွားခဲ့ကြရပါတယ်အဲဒီဘက်မှာစင်မြင့်ဘူပါအမြောင်များရရှိခဲ့လိုက်ပါတယ်တပင်ရွှေတိရဲ့တက်တရောက်ရှိချိန်မှာတော့တပင်ရွှေတိကသူ့ကိုမဆောင်ပဲရန်သူတိုက်ကိုတိုက်ခိုက်ခဲ့တဲ့ကျော်ထွေနော်ထာကိုအပြစ်တင်ကြေးမောင်းခဲ့ပါတယ်ဒါပေမဲ့ကျော်ထွေနော်ထာကလည်းဒီဘက်ဟာမင်းတရားကြီးကိုယ်တိုင်တိုက်တင်တဲ့ဘက်မဟုတ်စစ်သူကြီးတယောက်ရဲ့တက်အတာဖြစ်၍မင်းတရားကြီးကိုယ်တိုင်တိုက်ရမလို့ကျွန်တော်မျိုးတာတိုက်တဲ့အတွက်တိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်ဆိုပြီးဖမ်းဆီးရမိတဲ့စင်မြင့်ဘူပါတွေကိုဆက်တာလိုက်ပါတယ်အဲဒီမှာတွင်ရွှေတီလည်းဝဏအားရတော်မူပြီးဘေးရင်အောင်ဘက်ကိုချီးမြှင့်မြောက်စားခဲ့ပါတယ်နောက်ရောက်ကြဆုံးချိန်မှာတော့ပြည်ပရင်ဟာအင်းဝဘရင်ထံကိုတောင်ကူဘရင်ကိုဝိုင်းဝန်းတိုက်ခိုက်ဖို့စစ်ကူစာကြွန်လာစေလွှတ်ခဲ့ပါတယ်အင်းဝဘရင်တို့ဟာမကလည်းပြည်ကိုအလုံးရင်းနဲ့ခြိတက်လာခဲ့ပါတယ်ပြည်မှာဘရင်တို့မှစူးစိနေပြီးအင်းအားအတောင်နဲ့ရှိနေပြီဖြစ်တာကြောင့်မျိုးတွင်းကနေတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်တပင်ရွှေတိရဲ့တပ်တော်ကြီးကလည်းပြည်မြို့မနီမဝေးအင်ပြောကျွန်းအရက်မှာစကန်ချနေခဲ့ပါတယ်ပြည်မြို့အတွင်းမှာရှိတဲ့ဘရင်တုံးမရဲ့တပ်ကလည်းအင်ပြောကျွန်းကိုတွားရောက်တိုက်ခိုက်ခြင်းမပြုတယ်လို့အင်ပြောကျွန်းမှာရှိတဲ့တပင်ရွှေတိရဲ့တိုက်ကလည်းပြည်မြို့ကိုဝင်ရောက်တိုက်ခိုက်ခြင်းမပြုဘဲစောင့်ကြည့်နေခဲ့တာပါတပင်ရွှေတိဟာပြည်မြို့အတွင်းမှာဘရင်တုံးမရဲ့အင်အားများပြားမှန်းတည်တာကြောင့်တိုက်ခိုက်လည်းမနိုင်မှန်းတည်ပေမဲ့ဒီတိုင်းတောင်းကိုမပြန်လို့တာကြောင့်ဘင်းတော်ကျော်တင်တော်တာကိုခေါ်ပြီးတိုင်ပင်ခဲ့ပြန်ပါတယ်ဘင်းတော်ကျော်တင်တော်တာကလည်းသူတို့ဟာကုန်းနဲ့အင်အားများပေမဲ့ရင်ထက်အင်အားတော့နည်းပါပါတယ်ဒါကြောင့်သူတို့ရဲ့ရေတပ်ကိုတိုက်တင်ကြောင်းရှောက်တင်ခဲ့ပါတယ်တပင်ရွှေတီလည်းတဘောတူပြီးသူကိုယ်တိုင်စစ်မြုံမယ်ဆိုကဘင်းတော်ကျော်တင်တော်တာကစောင့်ကြိုတိုက်ခိုက်ဖို့ပြင်ဆင်စေခိုင်းခဲ့ပါတယ်နောက်ရက်မှာတော့တပင်ရွှေတီဟာလှေလော်ကျွမ်းကျင်သူတလိုင်းတက်တဲ့အနှဲငယ်နဲ့ပြီးလှေတပ်ကိုစစ်မြူတိုက်ခိုက်ဖို့ထွက်လာခဲ့ပါတယ်တပင်ရွှေတိကိုယ်တိုင်လှေတပ်ကိုဦးစီးပြီးတိုက်ခိုက်လာတာမြင်တော့တပင်ရွှေတိကိုအမိရဖမ်းမယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ပြီးရေတပ်တို့ဟာလိုက်လံတိုက်ခိုက်ခဲ့ကြပါတယ်အဲလိုလိုက်လံတိုက်ခိုက်ပေမဲ့တပင်ရွှေတိရဲ့လှေလော်ကျွမ်းကျင်တဲ့တလိုင်းတက်ရဲမှန်များကြောင့်မမိပဲရှိနေခဲ့တာပါတနေရာရောက်မှာတော့အပေါ်အောင်ဆောင်ဆိုင်နေတဲ့ဘင်းတော်ကျော်တဲ့နော်ထားရဲ့တပ်တွေကပြီးရေတပ်ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်အလိငယ်တိုက်ခိုက်ခံရတဲ့ပြီးရေတပ်လည်းဖြူပဲ
ဖျက်ဆီးသွားခဲ့ပြီးဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲမှာလည်းတိုက်လေနဲ့စစ်တီဘူပါများတုံ့မှန်အဖြစ်ရရှိခဲ့ပြန်ပါသေးတယ်။တပင်ရွှေတီလည်းပြည်မြို့ကိုထပ်မတိုက်တော့ပဲဟန်တာဝတီကိုပြန်လာခဲ့ပါတယ်။တပင်ရွှေတီပြန်သွားတော့ဟန်တာဝတီဘရင်ဟာပြည်မြို့မှာမနေလို့တော့ပဲသူ့ရဲ့တလိုင်းပြည်တဲ့ကိုဝင်ပြီးလူတူလက်နဲ့စူးစောင်းကတပင်ရွှေတီကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုကြောင်းပြည်ဘရင်နဲ့အင်းဝဘရင်ကိုတိုင်ပင်ခဲ့ပါတယ်။ပြည်ဘရင်နဲ့အင်းဝဘရင်တို့ကတားပေမဲ့ခဏတော့တွားပြရစီဆိုကအင်္ဂပူအရက်ကိုထွက်လာခဲ့ပါတယ်။အင်္ဂပူအရက်ရောက်မှာတော့စိန်တော်အရက်မှာစင်ကောင်းတစည်းပေါ်ရဲဆိုတဲ့အတိုင်းကြောင့်စင်ဖန်းထွက်ခဲ့ရာကတူးတဲ့ကွဲပြီးကြံနေရာကနေစိတ်ကြောင်ချောချာဖြစ်သွားခဲ့ပြီးနောက်ဆုံးစိတ်မနှံယောဂနဲ့ပဲအင်္ဂပူအရက်မှာနှက်ရွာဆန်သွားခဲ့ပါတယ်။အဲလိုနှက်ရွာဆန်သွားတော့ပြည်ပင်နဲ့အင်းဝဘင်တို့ကကောင်းစွာမိတကြိုပေးခဲ့ကြပြီးဟန်တာဝတီဘင်ရဲ့အိမ်ဟောင်းကိုခွဲယူသွားခဲ့ပါတယ်။ပြည်ပင်နဲ့အင်းဝအောက်မလိုက်လို့တဲ့စစ်တီရဲမှတ်များကတော့ဟန်တာဝတီကိုပြန်ပြီးတပင်ရွှေတိတန်ခိုလုံသွားခဲ့ပါတယ်။တပင်ရွှေတိဟာဟန်တာဝတီမှာနန်းဆန်ပြီးတောင်ငူကိုတော့ခမီးတော်တယောက်လိုချစ်ခင်ရတဲ့အထင်းတော်မင်းရဲ့တင်ကတူဘင်းအောင်ရဲ့ဖခင်ကိုမြမြောက်တစား၅ပါးနဲ့အတူတောင်ကူဘင်ကံအဖြစ်ခန့်အပ်ခဲ့ပါတယ်။တလိုင်းဘင်ရဲ့နိုင်ရဆန်ပြီးတိတ်မကြခင်မှာပဲတက်ကရက်900ပြည့်နှစ်မှာပြည်ဘင်လဲဝမ်းယောဂါနဲ့နှက်ရွာဆန်သွားခဲ့ပါတယ်။အဲဒီနောက်ပြည်ဘင်ရဲ့ညီတော်ရှင်တရက်နန်းတက်လာခဲ့ပါတယ်။အင်းဝဘင်လဲအင်းဝကိုပြန်သွားခဲ့ပါတယ်။တပင်ရွှေတီလဲတိုက်ပွဲများဆက်မတိုက်လို့တာကြောင့်မုဒ္ဓမကိုတုလက်အောက်ဝင်ရန်တဏ္ဍမန်အဖွဲ့စီလို့အကြောင်းကြားခဲ့ပေမဲ့စာဟာအမိန့်ဆန်ပြီးအထက်စီးကနေအမိန့်အာဏာဖြစ်နေတာကြောင့်မဝင်လူကြောင်းပြန်ပြောခဲ့ပါတယ်။ပြည်ပရင်ကိုလည်းတဏ္ဍမန်စီလို့ရမှာလဲပြည်ပရင်ကိုတဏ္ဍမန်စီလို့ရမှာလဲမုဒ္ဓမမျိုးသားညီတူလက်မခံပဲညှင်းဆိုခဲ့ပါတယ်။အဲဒါနဲ့ဘရင်တပင်ရွှေတီလဲမုဒ္ဓမမျိုးကိုစစ်စီမီဆိုကတပ်ပေါင်း12တပ်စီရင်စီပြီးတိုက်စင်300စစ်မြင်း2000စစ်တီတီပေါင်းတသိန်းတုံနဲ့ရှိလာခဲ့ပါတယ်။မုဒ္ဓမမျိုးအရောက်မှာတော့မင်းဝေးနေရာမှာချိကတ်စခန်းချပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့မုဒ္ဓမဟာတစ်ဖက်ကတောင်နှမ်းတစ်ဖက်ကမြည်ရဖြစ်နေတာကြောင့်ကုန်းကြောင်းတက်တဲ့ခြေတက်တိုက်ခိုက်တဲ့တပင်ချွေတီအတွက်တိုက်မရဖြစ်နေခဲ့တာပါ။အဲဒါကြောင့်ဟန်တာဝတီကိုရေတက်အမြန်ချီလာဖို့ဆင့်ခေါ်ခဲ့ပါတယ်။ရေတက်ရောက်လာချိန်မှာတော့ကုန်းရည်နှစ်ဖက်ညှက်တိုက်ပေမဲ့မရဖြစ်နေခဲ့ပါသေးတယ်။အဲဒါကြောင့်ကုန်းရည်နှစ်ဖက်ရိတ်ခါဖြတ်တောက်ပြီးပိတ်ဆို့ထားခဲ့ပါတယ်